နှစ်မကတော့ချစ်စရာလဲကောင်းရဲ့တနာစရာလဲကောင်းရဲ့စိတ်ပြက်စရာလဲကောင်းရဲ့ဟုမြတ်နန္ဒာရဲ့အကိုလင်တာဦးကျော်ကတွေးလိရှိ၏မြတ်နန္ဒာဟာနေညမခွဲအိမ်မက်မတ်တတ်သူအိမ်မက်ကိုတကယ်မှတ်သူအိမ်မက်ကိုစုံမှတ်သူကောင်းမှသူလို့ထင်သည်ဒီလိုပြောလျင်မြတ်နန္ဒာကနီမြန်းလာသောမျက်နှာကိုဝှက်လူဟန်ခေါင်းတစ်ဖက်ငဲ့၍နှဲ့၍အိုးဒီလိုပဲမြတ်နန္ဒာမွေးလာတာဘယ်သူအပြစ်လဲဟုဆိုပြန်ချေဦးမည်ပပအပြစ်လားပပကဖြင့်လူတို့ကြည်နူးစရာအလှတရက်အဖြစ်မွေးလာသောသမီးမြတ်နန္ဒာကိုဘလောက်မျက်နှိုးခဲ့တယ်လဲဘလောက်ပြုစုပြိုးထောင်ခဲ့တယ်လဲဘလောက်အဖိုးတန်ကလေးဖြစ်စေခဲ့တယ်လဲဘလောက်အထက်တန်းကျစေခဲ့တယ်လဲမင်းမျိုးမင်းတွေတမျှပါပဲကွယ်သမီးမြတ်နန္ဒာမမွေးခင်ကလေးကအစီအစဉ်ကြီးသူပပကအားလုံးစီစဉ်ခဲ့သည်ပင်ထိုအစီအစဉ်ထဲတွင်တာဦးကျော်သည်နေရာကောင်းကပါခဲ့သည်နှမတဝမ်းခွဲကမွေးတာတူရီသောသားဖြစ်တာမြတ်နန္ဒာထက်6နှစ်ခန့်ကြီးတာရုပ်ရည်ချောမောတန့်စင်တာပညာဉာဏ်တော်တာတွေသည်ပပမျက်စိကျစရာအရေးအချင်းများဖြစ်လာ၏သမီးမိန်းကလေးမွေးသည်ဆိုသည်နှင့်ပပသည်တာဦးကျော်ကိုသူ့အဖေအမေစီကတောင်းခဲ့သည်ပပအစီအစဉ်အရမြတ်နန္ဒာမွေးသောနှစ်မှာပင်တာဦးကျော်မေမြို့ကြောင်ပြောင်းရသည်ငယ်ရွယ်သေးလျက်ဖြင့်ဘောင်းမိရှိဝစ်စုံဝေ့ရ၏အနောက်နိုင်ငံထုံးစံယဉ်ကျေးမှုသာတင်ကြားရ၏ရခိုင်မြန်မာစကားမပြောရတော့လန်ဒန်မက်ထရစ်ဖြေပြီးအင်္ဂလန်ပို့ရန်ရည်ရွယ်သေး၏မြတ်နန္ဒာနှင့်အတူပို့မည်ထင်ပါရဲ့စစ်ဖြစ်ပွားသဖြင့်မြန်မာပြည်မှာဆရာဝန်ဘွဲရလိုက်၏ဆေးရုံကြီးမှာ2 နှစ်အလုပ်လုပ်ပြီးအမေရိကန်သို့သွားရသည်မြတ်နန္ဒာမက်ထရစ်အောင်သည့်နှစ်မှာသူသည်ဆေးရုံကြီး၌2 နှစ်အလုပ်လုပ်ပြီးအသက်25 နှစ်ပြည့်ပြီးဖြစ်သည်မြတ်နန္ဒာနှင့်ယူမိသူမို့အချစ်စစ်ကိုဘယ်မှမရှာဘဲအချစ်များစွာကိုသာရှာခဲ့သည်လိပ်ပြပမာမှုှိချိုင်လှသောပန်းတွေ့ရာ၌နားကျင်သောဝါသနာရှိတာလဲအမှန်ပဲအဖိုးတန်သမီးနှင့်လက်ရောရန်ကောင်းစွာတုံးဖြုံနိုင်အောင်ပပကငွေပို့ထားသည်တကြောင်သူသည်ရုပ်ချောသောပညာတော်သောအထက်တန်းကြကြဝတ်နိုင်သောဆရာဝန်ပေါက်စာဖြစ်လေရာလွယ်ကူရာကျောင်းသူနာစမတို့၏အချစ်များစွာကိုခံယူရသည်ကျင့်တဲ့ဆရာကောင်းသောဘဝလိုလည်းထင်သည်ထိုနှစ်မှာမြတ်နန္ဒာနှင့်လက်ထပ်ရမလို့ဖြစ်သေး၏သို့တော်မြတ်နန္ဒာကကောလိပ်သွားခြင်းသေးသည်မို့စိတ်ဆက်ကြောင်းလန်းယုံပဲပြုရ၏တော်တော်ကြီးကြီးကျယ်ကျယ်လှုပ်လိုက်၏ပပတို့ပတ်စံပေါ်လှကြည်လားဟုထင်လိုက်၏မြတ်နန္ဒာအရွယ်ရောက်မှ4-5 ကသာမြင်ဘူးခဲ့ရာစိတ်ဆက်သောနေ့မှာအလှတရက်ကိုကောင်းစွာတုံသက်ခွင့်ရလိုက်၏လှလိုက်တဲ့မြတ်နန္ဒာကိုမယားဖြစ်မဲ့မြတ်နန္ဒာဟာကျင့်တဲ့ဆရာပါလားကွယ်လို့ထင်လိုက်၏ကြည်စံပန်းသူသွေးကလေးတကိုယ်လုံးဆင်ပြီးပလဲနီလာယတနာများပြင်လို့ပွဲဝင်မဲ့မယားမျိုးပေါ့ညိုမောင်းတဲ့သပင်ကြားကပွင့်မဲ့ကြံရွယ်စဲနှင်းစီဖြောနဲ့မြနန္ဒာဘသူပိုးလာတယ်လဲလို့တော့စိတ်ကူးမရင်စဘူးရင်လိုက်ချင်၏မြနန္ဒာကတော့တိတ်ရှက်နေသလိုမျက်နှာနီညိုညိုဖြင့်မျက်လုံးလှန်ကြည့်ပေါ်မရစကားပြောပေါ်မရပြာလဲ့သောမျက်ခွန်မို့နှင့်မျက်တောင်ကော့များသာမြင်ရ၏ထိုတညက်နေလုံးဧည့်သည်များညစာထမင်းစားပွဲဖြင့်အချိန်ကုန်ရ၏မြနန္ဒာနှင့်ပြန်ကန်နီးမှလာတာဆောင်မှ2 ယောက်တည်းတွေ့ခွင့်ရလိုက်၏တီးမှုတ်တန်စကားတန်ရီးတန်တွေကြားမှာသူပြောသမျှကိုခေါင်းငုံနားထောင်နေပြီးဟုတ်ကဲ့နှလုံး3 လုံးသာမြနန္ဒာထံကရလိုက်သည်စိတ်ဆက်ပြီးမြနန္ဒာတို့အိမ်သို့ဝင်ထွက်ခွင့်ရှိတော်လဲတာဦးကျော်၏အချစ်များစွာတို့သည်စိတ်ဆက်ခြင်းတရင်ကြောင့်ကြရက်ထသည်ကိုပြေပြည့်အောင်ပြုနေသည်မို့စိတ်ကူးထားသလိုမကြာခဏမဝင်ထွက်ခဲ့ရကြပပခမအမေရိကသို့သွားရမည်ဆိုသည့်အတိုင်းပညာထက်သင်ရန်ယခုကကြိုတင်ပြင်ဆင်ရပါသည်နိုင်ငံခြားရောက်လျင်မျက်နှာမငယ်အောင်စာကြက်ယုံမကလက်တွေ့ခွဲစိတ်ရာ၌ကျွမ်းကျင်ဖို့လဲစေးယုံမှသာအချိန်ကုန်ရပါမည်စသဖြင့်စာရေး၍သူခွင့်တောင်းလိုက်ပြီးမြနန္ဒာတို့အိမ်မှာဧကန်ကျွေးမွေးပွဲများကိုသာသူ3-4 ကရောက်ရ၏နောက်အမေရိကသို့ထွက်ခွာလာခဲ့သည်မြနန္ဒာလိုက်ပို့သေးတာပေါ့သွားကန်နီးနန္ဒာဘာမှချင်းလဲရောက်ချင်းဘာပို့လိုက်ရမှာလဲလို့မေးတော့နန္ဒာနှမကခေါင်းငုံပြီး
ကော့ဖြူးသောမျက်တောင်များဖြင့်မျက်လုံးကိုဖုံးအုပ်ပစ်ခါဟင့်အင်းတလုံးသာတူတူဆူလိုက်လေသည်ကိုကိုနှမမြနန္ဒာအမေရိကန်၌၄နှစ်မြသူစတင်အလုပ်လုပ်ခဲ့သည်မှာအိမ်အောင်ပြု၍အနေထိုင်ဖို့ပြင်ဆင်ခြင်းများသာဖြစ်သည်လို့သူထင်လေသည်ရောက်စားနှစ်၌ပင်ပန်းလှ၏အမေရိကန်ဆေးရုံ၌လှုပ်ခွင့်ရရန်စာချက်ရ၏ဆောင်မေးပွဲဖြေရ၏နေ့နှစ်ညခွဲခြားလို့မရအောင်လုပ်ရ၏ဆက်လိုအလုပ်လုပ်ပြီးဆေးရုံကပေးသည့်တန်ရှင်းစင်ကြယ်လာသောအခန်းချင်းကလေး၌အနားရသည်မနက်များမှာအသေးလိုအိမ်မောကြရ၏နိုးလာပြီးတညမျှအားသောညမှာသူသည်ရေမိုးချိုးအဝတ်အစားလဲ၍လမ်းထွက်သည်လမ်းပေါ်မှာတင်၎င်းစားတောက်ဆိုင်မှာ၎င်းကာပွဲမှာ၎င်းစုံမက်ဖွယ်မိန်းမတစ်ယောက်ကိုကောက်ယူရရှိမြဲအကျဉ်မိန်းမအားဖြင့်ပင်ပန်းသောဆေးရုံအလုပ်စာတလုံးမလေရကျမတ်ရသည့်စာအုပ်ခွဲစိတ်ခံ၏ညှဉ်းပန်းခြင်းတို့မှအနားယူမြဲမိန်းမတစ်ယောက်ကိုတစ်မျိုးသူချစ်လို့ရသည်စုံမက်လို့ရသည်စိတ်ပင်ပန်းစရာမရှိပါမိန်းမတို့သည်တရားအောက်၌ဖြတ်စည်းသွားသောရေပမာပင်ပြီးတော့လောကရေးရာနှုံချလှသည့်ကိုကိုနှမမြနန္ဒာသာအရွယ်ရောက်သောယောက်ျားတစ်ယောက်သည်လူဘဝ၌အလုံးနှင့်စာအုပ်ဖြင့်သာမွေ့လျော်သည်လို့ထင်စားဝံ့မည်တိတဲ့နားလေသူအပေါင်းကမူတာဦးကျော်ကိုတဘာဝအတိုင်းနေထိုင်တတ်သောတာမန်ယောက်ျားတစ်ယောက်ပါပဲဆိုတာထက်ပို၍အပြစ်မြင်လိမ့်မည်မဟုတ်မရင်းနှီးရသေးတော့လဲသူချစ်ချင်နေပြီဖြစ်သည့်မြနန္ဒာ၏ငွေပေါင်ကွတ်တီဓာတ်ပုံကိုတော့မန်တင်ကုန်းပေါ်တွင်တယူတရထောင်မြဲမြနန္ဒာဘို့လက်ပွေအိတ်နှင့်ဖနက်စင်တူလှလှတွေ့လျင်ဝယ်ပို့မြဲတခါပလဲတူနှင့်ကြောက်ပြားများချေသည့်ဇာထမိန်စဝယ်လိုက်မိ၍နေ့လယ်စာနှစ်ပတ်မျှအငတ်ခံနေလိုက်ရသေး၏သို့သောမြနန္ဒာကဓာတ်ပြားများသာမှားသည်ဓာတ်ပြားဖို့ပတ်စံပို့သည်ရှေးသချင်းကြီးများကိုသူနားမလည်သည်မို့အယောင်စီးမလေးအကူအညီကိုယူရ၏ထိုအယောင်စီးမလေးနှင့်တီကျွမ်းသွားပြီးကလေးမအခန်းသို့ပင်တညအိတ်လဲဘူးသေး၏နောက်တော့ဓာတ်ပြားဆိုင်ပြောင်းဝယ်သည်မြနန္ဒာနှင့်လက်ထပ်ရမည့်တာဦးကျော်သည်တွေ့ညီခွင့်မရှိမတွေ့ညီနိုင်ပါပပထံသို့လာစဉ်စာရေးရ၏မြနန္ဒာထံသို့3-4လတစ်ကြိမ်စာရေးသည်တခါတည်းရန်နန္ဒာကိုကိုချစ်ရဲ့လားဆိုတာမျိုးပါသွားတတ်လျင်အဖြေပြန်မလာချေသူကလည်းမပူပင်ပါအချိန်များစွာရှိပါသေးသည်မြမပြည်သို့ပြန်လျင်တွေ့ဆုံရှင်တွဲသွားလာရအောင်မည်အရင်ခင်မရအောင်မည်သမီးရီစာဖြစ်ရအောင်မည်တက္ကသိုလ်မှာမြနန္ဒာ၏အလှကြော်ကြားပုံတွေကြားသိရ၏ကျင့်နေရ၏မြနန္ဒာဘို့ပြင်သစ်ဂျာမန်ဝတ္ထုစာအုပ်များပို့ရပြန်တော့မာနတက်၏ပီယနို၌တီးဖို့ဂီတသင်္ကေတစာအုပ်များပို့ရပြန်တော့တငယ်ချင်းဆရာဝန်များကိုသာမကရင်းနှီးသောကိုယ်ဆရာကြီးများတောင်ထဲဝါတောက်ပသောနှမမယားလောင်းအကြောင်းပြောပြမိ၏မြနန္ဒာ၏သတင်းများဖြင့်ပင်နိုင်ငံသားတို့ကသူ့ကိုအထင်ကြီးလာပြန်၏သို့သောမြနန္ဒာ BA နောက်ဆုံးနှစ်၌ကဗျာဆရာလင်းထင်နာမည်ကိုကြားလာရ၏ပပကမြနန္ဒာမိုင်မဲပြီလို့ပင်ယူဆလိုက်၏ကိုစာတင်နှစ်ကုံဆုံးသည့်လမှာချက်ချင်းပြန်လာဖို့အမိန့်ပေး၏BA ဖြည့်ပြီးကျောင်းပိတ်ရက်အတွင်းမှာကိုနှမကိုပိုင်ဆိုင်ရတော့မည်ပင်လက်ထပ်ပြီးတော့အင်္ဂလန်နဲ့ဥရောပကိုလဲကြအောင်ပေါ့သမီးနန္ဒာပြည်အပြင်မှမထွက်ရသေးတာကိုလဲရောက်ရမှာပညာထက်စီးပူးဖို့ပဲဟုပပကအစီအစဉ်ပြန်လေသည်ကို့အကြောင်းသာတွေးတတ်သည့်ကိုဘက်ကသာတွေးတတ်သည့်ကိုနှမကတော့လက်ထပ်သောနေ့မှာတော့မျက်လုံးဖြင့်လှမ်းကြည့်ပေါ်ရသည်မဟုတ်ညစာထမင်းပွဲမှာစားစရာတခန်းပြီးတခန်းချလာစေဝိုင်းနီကိုလည်းကုံအောင်တောက်၏ဝိုင်းဖြူကိုလည်းကုံအောင်တောက်၏ထမင်းပွဲမှာအထူးတည်တံ့ရွေးဖိတ်ထားသည့်ဆွေမျိုးမိတ်ဆွေများကမြနန္ဒာကိုအကြီးအကျယ်အကဲခတ်ကြ၏ကိုကခါတိုင်းထက်ရှင်လန်းပြီးနေသည်စကားများစွာပြောရသည်မြနန္ဒာကြိုက်တတ်တယ်ရဲ့လို့အတိအမှတ်ပြုဟန်ဖြင့်စပွဲတို့ကိုမျက်ရိပ်ပြလို့မြနန္ဒာဖန်ခွက်၌ဖြည့်စေရပြန်၏ထမင်းပွဲပြီး၍မီးလုံးနီပြစိမ့်ဝါထွန်းသောပန်းချံအတွင်းမှာလက်ကဖန်ခွက်ဖြင့်မတ်တရ၍စကားပြောနေကြသည့်ဧည့်သည်များနှင့်စကားလှည့်လည်ပြောရပြန်တော့မြနန္ဒာချေမရိုင်အောင်တကြောင်လက်မောင်းကိုပေးအပ်၍တွဲမစေရပြန်သည်ကိုကသူများမကြောက်အောင်အသာကလေးပြောရသည်မြနန္ဒာမနာကျင်အောင်နူးညံ့စွာပြောရသည်ထ
ဒါလင်မူးနေတော့မယ်ဟဲဟဲမူးနေပြီကိုကိုရဲ့တဲ့ခုမှသူ့ကိုရဲရဲမော့ပြီးကြည့်လိုက်တော့မြနန္ဒာသည်ရီးပြီးရင်းနေတော့လဲမျက်လုံးထဲမှာမျက်ရည်များပြည့်လျက်ရှိသည်ကိုမြင်လိုက်ရလေ၏အားလုံးကကြပြန်တော့ကို့အကြောင်းသာတွေးတတ်သည်ကိုဘက်ကသာတွေးတတ်သည်ကိုနှမကတော့ကိုဘလို့ဖြစ်တယ်လဲဆိုတာစဉ်းစားမိပုံမရတတိယပုံမပေါ်ကိုနှင့်ခြေအကွက်ကြအောင်သာလမ်းလျှောက်၍လိုက်နေသည်ဧည့်သည်တချို့ကပြုံးကြသည်တချို့ကကိုကြည်နေကြသည်ပပကမျက်မှောင်အနှဲငယ်တွန့်နေသည်မမကစကားများစွာပြောနေသည်ကိုကလာတာဆောင်ဘက်ထိန်ခေါ်လာပြီးခတ်တွတ်ထွက်ခဲ့ရ၏ဒါလင်းကိုညာခေါ်လာတာလို့ပြောရသေး၏ရီးပြီးရီနေတာမြနန္ဒာသည်တောင်ထမ်းပင်များကြားမှစကားတွေပြော၏ငိုရှိုက်တန်ဖြင့်ပြော၏တခါတော့ကလည်းဒီလိုပဲဘသူကပါလဲနန္ဒာညာခေါ်လာတာတဲ့သူကလည်းကိုလိုမဟုတ်ပါဘူးတဲ့သိတ်ဝမ်းနန်းစရာကောင်းတာပဲကိုရဲ့တဲ့ဘာပဲဖြစ်ဖြစ်ချစ်ချင်နေသောကိုကမခံချင်တဝက်မကျေနပ်တစ်ချက်ပိုင်ချင်တာတစ်ဖက်နဲ့ခက်ချမ်းပွေတော့သူကလေးကငိုပြန်သည်အဲ့ဒီတော့ကတော့ဘသူကဘသူကိုမှမနှမ်းပါဘူးတဲ့စကားတွေပဲပြောနေတာပဲတဲ့နန်းစရာလည်းအကြောင်းမရှိတာတဲ့ဒီလိုဆိုပြန်တော့လေကိုသည်ကျွဲခိုးပေါ်သောနှမငယ်ကိုတနာကျင်နာစွာနှင့်အตาကလေးတစ်ဖန်နမ်းရပြန်၏ပြီးတော့မျက်တောင်များဆင်းလာသည့်သူတို့သမီးကိုကြည့်ပြီးရီမောမိပြန်၏ပြီးတော့မြနန္ဒာမမြင်အောင်တပ်ပြင်းခိုးချပြီးဧည့်သည်တွေမပြန်သေးဘူးနန္ဒာရဲ့မဲချင်ပါနေအောင်ဆိုတော့ခေါင်းသာအตาညှိပ်ပြသေးသည်အင်္ဂလန်သို့မသွားခင်ရန်ကုန်မှာ4 လလောက်နေကြစေမြနန္ဒာကတော့ညစဉ်အိတ်ဆေးတောက်ဖြစ်နေသည်ကိုကလန်ဒန်သွားဖို့အရေးစေယုံတို့ပြေးရရုံးပေါင်းစုံတို့ပြေးရနှင့်မို့ညနေစာအမိမနှဲပြန်ရ၏နှစ်ယောက်အတူညစာစားလျင်ကိုကသာတိုင်ငံစကားပြောရ၏ပြီးတော့ကိုကနန္ဒာကိုဖတ်ပြီးအိမ်ပေါ်တက်လာမြဲသူကလေးကအိမ်ပေါ်မတက်ခင်ပီယနို၌ထိုင်မိလျင်တချင်းဖြစ်အောင်မတီးလေလွင့်သောလက်များနှင့်ကြေကွဲဝမ်းနေသောအတန်များကိုတီးလို့နေတတ်လေသည်မောမောနှင့်အိယာထဲလှဲလျင်တွေ့ရသည်မှာမြနန္ဒာပြင်ဆင်ထားသောနှင်းစီပန်းဆိုင်အိုးများကမင်္ဂလာအိတ်ခမ်းတစ်ခမ်းလုံးကိုမှုှေးကြိုင်နေစေ၏မြနန္ဒာအိတ်ခမ်းမှအိတ်ခမ်းအတွင်းသို့ရွှေ့ပြောင်းလာခဲ့သောရေဒီယိုဂရမ်မှတီးလုံးတက်ပြမှတာယာညိတ်ညောင်သောအတန်များလဲလှိုင်နေ၏သူတို့သမီးကသာသူ့ကိုတရိယာဟန်မတူပဲအနောက်နိုင်ငံသူထုံးစံအတိုင်းမှန်သားလို့မမြင်ရမကြည်လင်တော့လဲပါလဲရှိသောနိုင်လွန်စာနက်ညဝတ်အင်ကြီးရှိဖြင့်ကြည့်လို့တော့ကောင်းသားပဲဟုတွေးမိတတ်၏ရုပ်ရှင်ထဲမှာလိုပဲတညတလီတော့လဲသူသည်တီးမခံခြင်းတော့ပဲမြနန္ဒာရဲ့ရှေးတချင်းကြီးများကိုရက်ပစ်လိုက်ပြီးတီးလုံးကိုဖွင့်၏နန္ဒာကိုကောင်းချင်းတိတ်၍ပါခြင်းအခါမြနန္ဒာကရီမောလာပြီးသူတို့သည်နှစ်ဦးသဘောတူရီကြပြန်၏ကိုကကော်တေးကြမ်းတောင်းမိတတ်ပြီးတိတ်မူးပြစ်တတ်သည်နောက်ဆုံးနှစ်ယောက်သားရီပြီးလျက်ရီရင်းနဲ့အိယာတဲ့ပြက်လဲမိလျင်နှမမြနန္ဒာသည်အမူးပြေသွားသလိုမျက်လုံးများပြူးကျဲလာပြီးကိုစိုက်ကြည့်ပြီးမျက်ရည်ရှံတက်ပြန်သည်ပြီးတော့မြမကဗျာဖတ်ပြီးငိုသည်တဲ့သွားစို့ကွယ်လို့ငယ်ချစ်အလှပြုံးရှက်များနဲ့နှုတ်ရွပန်းလျာတက်ပြင်းချနဲ့သူစခေါ်မှတတိယတက်နှမနှစ်ဝေးပြန်ပြောင်းတွေ့မိနှုတ်ထွေးပွင့်ငုံနှကန်းစုံကိုကျုံလျက်မနှမ်းမွေမိသည်သွားတော့မယ်လို့ပြုံးလှဲ့မြဲကိုမျက်ရည်ဆွတ်ရင်ဖိုမောလိုက်နှကန်းကိုက်ပြက်မိုင်မဲလွမ်းခတ်ဟန်မပြတ်ပင်နှုတ်ဆက်ထွက်သွားမောင့်ကိုထားခဲ့မေ့မှားမတားမြင့်မိသည်သွားတော့ပြီလားဘယ်စီမှလဲမဝေခွဲတဲ့တဲတုံရီပေါက်ရှာစဲပြောက်မူးနောက်ရမတ်ပူပြင်းခတ်လို့နူးရွက်ညံ့သည့်အလှကြည့်စဲမြေညှိနှံ့သက်တစင်ခတ်နွမ်းသူ့လက်ကြွေလွင့်မဆုံးတင်ပဲကြာလင့်တွေးဆမောင်နောက်ကြခဲ့နှမအလင်လိုတော့သည်ပြီးတော့အိမ်မက်မက်ပြီးငိုသည်တဲ့ရှိုက်ကြီးတငယ်ငိုတန်ကြားလို့တရေနိုးရသည်ညနန္ဒာအိပ်ပျော်လျက်ကမျက်ရည်တွေစီးကျရှံဝေလို့ငိုပြန်တော့အလန့်တကြားလှုံနိုးရပြီးနန္ဒာဒါလင်နန္ဒာဒါလင်လို့ခေါ်မိရသည်ကိုနှမကနိုးလာတော့လဲမချုပ်တီးနိုင်ပဲငိုပြန်သည်ပွေဖက်ထားတဲ့ကိုရင်ခွင်ထဲမှာမပြော့ခွေပဲတောင့်တင်းပြီးချော့မရအောင်ငိုပြန်သည်ဘာဖြစ်လို့လဲဒါလင်ရဲ့ဘာများဝမ်းနေစရာရှိလို့လဲလို့စိတ်ညစ်ညစ်နဲ့မေးတော့
နှင်းစီပွင့်နေပါတဲ့အိမ်မက်မက်လို့ပါတဲ့ဒီအိမ်မက်ခဏခဏမတ်တတ်တယ်တဲ့နန္နာပါအိမ်မက်မက်တလဲကိုမမေးတော့ပါဘူးမေးဖို့လည်းမလိုပါဘူးနန္နာဟာညစဉ်အိမ်မက်မက်သူဖြစ်သည်အိမ်မက်များမှာခန္ဓာကြီးကျယ်လာသည်အယောင်ဆုံးသည်အသေးစိတ်နှုနယ်သည်ဂီတသချင်းများအစအဆုံးကြားရတတ်သည်တဲ့ဝတ္ထုတစ်ပုဒ်အစအဆုံးဖတ်နေတတ်သည်တဲ့မမြင်ဘူးသောသူများမရောက်ဘူးသောဒေသများပါလာသည်တဲ့ညနန္ဒာရဲ့အိမ်မက်ထဲမှာကိုမပါတတ်တာအမြဲတမ်းညနန္ဒာတယောက်တည်းအားငယ်နေရတတ်တာတွေလည်းမမေးပဲပြောပြတတ်သေးတော့ကိုနှမဟာကိုသာစိတ်ဝင်စားပြီးကိုဘက်ကသာတွေးတတ်တယ်လို့ထင်ရင်မှားသည်လားကွယ်အိမ်မက်ဒီလောက်မှတ်နေတာစိတ်တစဝေဒနာဖြစ်နေသလားမှမသိတာလို့တခါစတော့ညနန္ဒာကစိတ်ဆိုးလှသည်တဲ့သို့ပေမဲ့ဘယ်သူတို့သမီးမှညားစမှာဒီလောက်ကိုယ်စိတ်နှစ်ကိုပြားများမယ်မဟုတ်ပါဘူးညနန္ဒာဟာကိုချစ်လာနိုင်မဲ့သူမှဟုတ်ပါမလားတသက်လုံးစိတ်ကူးရင်မိုက်မှားခဲ့သူကလေးများလားကိုနဲ့ရှင်တွဲရဲတဲ့အိမ်အောင်တဲ့ဘဝမှာတာဝန်သိပါမလားပီယနိုတီးတက်ပြားဖွင့်စာဖတ်ပြီးအိမ်မက်များနဲ့နှပန်းလုံးနေမှာလားကိုဘဝကိုအလုပ်ဆိုတာကိုရောတတိယတတ်ရဲ့လားထိုတန်တရားများသည်အခွဲအစိတ်၌ကျွမ်းကျင်လိမ့်မာသောဆရာဝန်လင်းတဲ့ကိုရဲ့စိတ်မှာအိမ်အောင်ဦး၄လအတွင်းမှာပဲပြပြတတပေါ်ခဲ့သည်ညိုမောင်းသောသပင်တရဖူနှင့်အေးဆေးကြည်လဲ့သောမြနန္ဒာရဲ့မျက်လုံးများနှင့်ရင်ဆိုင်ရပြန်တော့အိုးဒီကလေးတပွဲလောကီကိစ္စမလဲမဝဲလှတဲ့နှမကလေးဟာကျင်းရင်လာမှာပဲတိတက်လာမှာပဲစိတ်ကူးတို့အိမ်မက်တို့ဆိုတာလူလက်တွေဘဝကိုစိုးမိုးဖို့မဟုတ်ဘူးဆိုတာသိလာမှာပဲဟုခွင့်လွတ်ခြင်းနဲ့မျှော်တွေးရပြန်သည်ပြီးတော့အိမ်နာဦးစီးလေးလာမှာသူတို့ရဲ့ဘဝကိုတကယ်စတင်ရသည်မဟုတ်သေးကိုကဆေးရုံကြီးမှာသွားပြီးအလုံးလုံးနေလိုက်သေး၏အင်္ဂလန်သွားဖို့ကိစ္စများများနောက်ကိုလိုက်ရသေး၏စာတစ်ဖက်ဖတ်ရသေး၏လန်ဒန်ဆေးရုံနှင့်တန်ချိုးအပြန်အလှန်ရိုက်ရသေး၏စာအပြန်အလှန်ပို့ရရသေး၏ညနေဆောင်မှာလက်နှိပ်ဆက်တစ်လုံးနှင့်အလုံးများလှစေမြနန္ဒာကအိတ်ခမ်းထဲမှာပြင်သစ်အချစ်ဝတ္ထုများဖတ်နေသည်ပပနှင့်ဆွေးနွေးစေနန္ဒာကသူကိစ္စမပါသလိုနေမည်သူ့မမနှင့်စကားများစိတ်ကောက်နေမည်ထမင်းစားဖိတ်သောအိမ်များကိုနှစ်ယောက်တည်းတွားရောက်လဲပတ်ရရင်တော့သူတို့လင်မယားတော်ခင်မင်လာသည်မြနန္ဒာသည်ရင်ကျေးဖွယ်ရာဆက်ဆံတတ်သည်လူရှိမှကိုလက်မောင်းကိုခိုးတွယ်လို့နေတတ်သည်ရုပ်ရှင်မင်းသားနှင့်အိမ်အောင်ကြသည့်တပည့်ဟောင်းဆရာဝန်မတယောက်၏အိမ်မှာညစာစားရတာကိုတတိယ၏အင်ရှင်မသည်မြနန္ဒာ၏အလှကိုတအံ့တော်ချီးမွမ်းစေသူယောက်ျားရုပ်ရှင်မင်းသားကဂီတအကြောင်းကြပြအကြောင်းပြော၏ရုပ်ရှင်မင်းသားရဲ့မိတ်ဆွေတယောက်ကလင်းထင်အကြောင်းပြော၏အိုးနန္ဒာနဲ့ခင်တာပေါ့သူကြပြစုအားလုံးရတာပဲသူနောက်ဆုံးဆက်တက်ကြပြကားတော့လို့ကိုနှမတိမ်မွေ့စွာပြောပြီးကြပြတပုတ်ရွတ်ဆိုလိုက်၏စိတ်နွမ်းပါ၍စကားဟာဆိုမရဘူးဂီတကြပြနားမတာဘူးပိစာဖတ်မွေမပျော်မေ့ဘူးတွေ့ကျင်နေစေမျော်လင့်ရဲဘူးခွဲခွာလွင့်ပါထွက်ခွာသွားရက်စောင်းပါစာခွေပို့လေမလားစကားဖြောင့်စင်တနာခြင်းနဲ့ပြင်းပြအနာစိတ်တန်ရာကိုကြာနှုတ်မွေးထုံနှက်ခမ်းငုံနဲ့လမ်းကြုံလာလှဲ့ဖြေပါပြီကွယ်တတိလွတ်ထွေရော့ခွေညှိုးပန်းအိတ်ခမ်းကိုဒီတညီတန်တန်းရန်အိမ်မက်မမတ်ဘူးလားမဖျားရောက်ရက်လွမ်းရခတ်ခဲ့ရော်ပြက်နွမ်းခွေလေသက်မြေခကျွေရွက်အတူလူတော်သည်ပြီးတော့မြနန္ဒာသည်ပီယနို၌ထိုင်ကလေပွေမွေ့တန်မိုးပေါက်ပြေးတန်များပါသောမိုးဆက်ရဲ့ຫນွေဦးတီလုံးကိုတီး၏ကိုကရအောင်လို့စတင်ဖိတ်ကြား၏ထိုညကကြသောဧည့်သည်တို့အလယ်မှာမြနန္ဒာရဲ့မျက်နှာကလေးဟာအလှဆုံးသာမကအရွှင်လန်းဆုံးလည်းဖြစ်သည်ကိုတွေ့ရပြန်၏ဒီတော့ကိုနှမကိုနားမလည်သေးပါဘူးလို့အိမ်အပြန်လမ်းတစ်လျှောက်လုံးစိတ်ကူးစေအိမ်ကြတော့ခါတိုင်းကိုကမေးနေကြစကားမြနန္ဒာကမေးလေသည်ကိုနန္ဒာမချစ်ဘူးလားတဲ့ကိုနားမလည်ပါဘူးလို့မျက်မှောင်ကျုံမိလျင်နန္ဒာကတစ်ချက်ရီကကိုနန္ဒာမချစ်ဘူးလားကဲလို့ထပ်ပြောပြန်၏နောက်တစ်ပတ်လန်ဒန်ရောက်ရင်ကိုနဲ့နန္ဒာပြောမှာပါနှစ်ယောက်တည်းရှိမှာပါအိမ်အသစ်ဆောက်ရမှာအသစ်မွေးရမှာလို့ပြောသည်ဟုတ်သည်ကိုနဲ့နန္ဒာနှစ်ယောက်တည်းစတင်ကြဖို့ကိုမျှော်လင့်ခဲ့သည်
နန္ဒာနှင့်လက်မထက်ရခင်ကတွေးခဲ့ရသည့်အချစ်များစွာတို့ကိုတတိမရတော့တာနှုတ်မဆက်ချင်တော့တာအမှန်ပဲလန်ဒန်၌၄နှစ်မြနေကြသောအချိန်မှာလင်မယားနှစ်ယောက်အပျော်ရွှင်ဆုံးအချိန်လို့ဆိုရမည်ပဲနန္ဒာနှင့်ကိုကိုတို့လက်ထဲမှာပပပို့သောငွေနှင့်အပူပင်မရှိလက်ပတ်ကြရ၏ရန်ကုန်မှာလိုခိုင်းစရာလူတွေအလဲမှာမြနန္ဒာငေးမောနေလို့မရဘတ်စကားပေါ်မြေအောက်ယထာပေါ်တိုးဝှေ့ခုန်တက်သွားလာရ၏ဈေးဝယ်ထွက်ကြရ၏ကိုကိုဆေးရုံနှင့်နီးသောရက်ကွက်မှာအိမ်ကန်းငှားပြီးနေကြ၏နနက်9 နာရီအမီအလုတ်သွားရသောကိုကိုစားမိအောင်မြနန္ဒာစောစောထားတက်လာသည်ခါတိုင်းဆိုလျင်တကောင်တလွဲစာဖတ်နေတတ်ပြီးနေမြင့်မှအိယာထားမြေခုတော့နွားနိုးထားကြရ၏ကြက်ဥဝက်ပေါင်ကြောက်ကြော်ရ၏ပေါမုတ်တင်ကထောပတ်တုပ်ရ၏ကိုကိုနွားနိုးနှင့်ပြောင်းမှုချောက်စားစေနန္ဒာသည်လီဤမျက်နာကိုတစိမ့်စိမ့်ကြည့်ကအံ့ဩစရာတွေတွေ့တတ်လေသည်ကိုကိုအလောတကြီးစားတော့လျင်စိတ်ဆိုးတတ်၏အိုး तू ကလည်းစေးရုံပဲပြေးမှလဲဝအောင်စားဆက်မအောင်ဟုဆိုတတ်၏ဒီနေ့ကိုကိုခွဲစိတ်ရမယ့်နေနန္ဒာရဲ့6 နာရီခွဲလောက်ဦးအောင်ရောက်နေမှကောင်းတာနန္ဒာကတော့တစ်နေ့လုံးပြေးနေမှာပဲနော်စောစောပြန်လို့ရရင်ပြန်ခဲ့မယ်နေ့လေဖုန်းဆက်အောင်မလားလို့နန္ဒာကရှက်တလူလိုနဲ့မေးသေး၏အားရင်တတိယရင်ဆက်မှာပေါ့ဒါလေးရဲ့စေးရုံမှာဘလောက်ပြေးလွှားလုပ်နေရတယ်ဆိုတာဒီကလေးမှမသိပါဘူးမဆက်ချင်နေပေါ့ဆိုပေမဲ့ပြုံးချူနေသည်ကိုကိုစာချက်ရပြန်လျင်နန္ဒာသည်ဇပွဲနာရွတ်ဝဲနေတတ်သည်ပြီးတော့တပြင်းချ၍စာတအုပ်နှင့်အိယာပေါ်သွားနေပြန်သည်ကိုကိုလှမ်းပြီးငေးမောကြည့်ကစကားဆလိုက်သူ့ဘာသာချုပ်တီးလိုက်နှင့်နေပြန်သည်မြနန္ဒာတွေ့ညှိပြီလေအချစ်ဆိုတာဒါပဲအိမ်တော်အဖြစ်အဖို့အမတွဲဖက်နေထိုင်သောဘဝသားသမီးပွားစီသောဘဝဒီမှသာအချစ်ရှိသည်ပြီးတော့မကြခင်ပင်နန္ဒာရဲ့သားကိုရဲ့သားကိုမွေးဖွားရတော့မည်ကိုအားသောညများမှာနန္ဒာကိုခေါ်လို့မရတော့တိတ်မလဲခြင်းတော့ပြဆက်နှင့်ဂီတပွဲရုံများကိုစောင်းပေါက်ရာသီမှသာသွားခြင်းတော့သည်ပီယနိုခက်လက်လက်တစ်လုံးကိုဈေးချွတ်ချွတ်နှင့်ဝယ်လိုက်ပြီးထိုင်တီးနေသည်သာများ၏နန္ဒာသည်သူမွေးရမည့်ကလေး၌စိတ်ဝင်စားကပြင်ဆင်နေသည်မို့ကိုတိတ်မနှောက်ရှက်တော့ချေကိုလည်းဆေးရုံညတဝင်များမလီဟင်းလာတော့ချေတခါတလေညတဝင်မရှိဘဲဆေးရုံမှာစာကျက်နေလက်သည်တငယ်ချင်းလူပြိုဆရာဝန်များနှင့်ထွက်လည်မိသေးသည်ပြီးတော့အနောက်နိုင်ငံတလေကိုနှစ်သက်သည်မှာအမှန်မို့သူသည်အနောက်နိုင်ငံတလေအတိုင်းရခင်ကနေပူသောဘဝအတိုင်းစိတ်လိုသောညများမှာအပြင်ထွက်နေပြန်သည်မယားမြနန္ဒာကတော့မေးမြန်းစုံစမ်းတတ်သည်မဟုတ်တန်တရားဖြစ်တတ်သည်မဟုတ်ညပြန်မလာလျင်စေယုံတာဝန်ရှိလို့သာပဲမှတ်လိုက်သည်ကိုသည်ဘာမှအလေးအနက်မထားတာမှန်သည်လို့မြနန္ဒာအပြင်ဘယ်သူမှမချစ်လျင်ပြီးသည်တင်သည်မို့ညစာကျွေးလို့ရသောနတ်ကလေးများလက်နှိပ်ဆက်စီးမကလေးများနှင့်ဆက်မိပြန်၏သူတို့အခန်းသို့ညအိပ်ရောက်ပြန်၏ပြီးတော့နန္ဒာကလည်းမွေးဖွားလူပြီပဲလူပြိုဆရာဝန်များနှင့်ပါရီတို့ကူလူတက်ပြန်သည်ပါရီဆိုတီမှာနှုံအရဲဆိုရမည့်မြနန္ဒာအဖို့အနုပညာဆိုတာတတိယသောမျိုးပင်လူပကြီးပြတိုက်ကိုသာသွားခြင်း၏ရှွန်ဆဲလီစီကိုရှောက်ခြင်း၏ကလေးမွေးပြီးမှကိုနှင့်လိုက်လေမည်တခါတလေကလေးမမွေးခင်ပဲလိုက်လေတော့မည်ပူစားလျင်ကိုကအတင်းထားခဲ့တတ်သည်တငယ်ချင်းတွေပါမှတာလီရဲ့ဘယ်ကောင်းမလဲကိုနဲ့နှစ်ယောက်တည်းတွားလို့ရမှခေါ်မှာကိုသည်တာမန်ယောက်ျားပြပင်မင်းကလေးများစွာကိုတသက်လုံးညာခဲ့သည်ဖြစ်၍နှမမြနန္ဒာကိုလည်းအလွယ်တကူညာလျက်ရှိသည်ဒါကိုနောက်မှသိရသည့်နန္ဒာကခွင့်မလွတ်နိုင်ခဲ့သို့ပေမဲ့နန္ဒာနားလည်ဖို့ကောင်းတာကနန္ဒာကကိုလက်ထက်ယူထားတယ်မရပဲဆိုတာပင်ဒီယောက်ျားတစ်ယောက်ဤဘဝ၌အကြောင်းချင်းတရားများစွာရှိမြဲဆိုတာနန္ဒာမသိတာမယုံကြည်တာလက်မခံတာဟာအတိတ်ပဲမရှိမတိသားဆိုးရွားလာသည်လို့ထင်၏လူလောကသည်ယောက်ျားတို့၏လောကဖြစ်တာကိုဘယ်သူမှမငြင်းနိုင်ယောက်ျားတစ်ယောက်သည်အတိုင်းမသိလွတ်လပ်ခွင့်ရရှိလေသည်ကိုသည်လောင်းကစားတတ်သူလည်းမဟုတ်ဖဲတောင်အိပ်ပြက်ခံရိုက်သူမဟုတ်သူ့မှာအချိန်လည်းမရှိဝါသနာလည်းမရှိလို့ဆိုကြပါစို့ဆက်ဆံရသမျှမိန်းကလေးတို့ကိုဝီစကီခွက်လဲနှင့်တောက်ရတယ်လို့သာအောင်မေသည်တောက်တုံမူတုံခဏပဲမနှက်ကြတော့လဲပြေးသွားတာပဲအရက်ကမှလွန်လျင်နောက်တနေ့ခေါင်းကိုက်နာအာယုံကြောနာကြံ့ရစ်သေးသည်သူပဲအခန်းမှာအိတ်9 နာရီဆေးရုံအမိထပြေးမြဲခွဲစိတ်ရာ၌စိတ်အားထက်သန်ခြင်းဖြင့်မျက်လုံးများပြောင်းလဲမြဲအားလုံးကိုမေ့မြဲပြန်လေတရိယလျင်ကိုမြနန္ဒာကိုသာဖြစ်၏
တားဦးကိုမွေးတော့သူပါရီမှာရောက်နေခဲ့သည်10 ရက်စောမွေးတော့ကိုကိုအိမ်မှာမရှိတဲ့နှစ်ကြုံနေတာပေါ့အဲ့ဒီတော့ကအဲလီနာအမည်ရှိအီတာလျန်မကလေးနဲ့သူပျော်ပွဲစားထွက်ပြီးပြန်ရောက်မှာဆေးကရဟတ်ဆေးရုံမှဖုံးဆက်၍တန်ကျိုးစာဖတ်ပြသည်အဲလီနာကိုကမန်ကရန်တောင်းပန်ထားပစ်ခါလန်ဒန်သို့ပြန်ခဲ့ရ၏နှမအလိမ္မာကလေးကကိုအလုပ်များနေရင်ဖြည်းဖြည်းမှပြန်ခဲ့ပေါ့ရပါတယ်လို့ဆိုသည်၏ကိုအဖို့နန္ဒာဘလောက်အရေးကြီးတယ်ဆိုတာမသိသလိုပဲပြီးတော့နန္ဒအပေါ်ကိုတစ္ဆာရှိနီးကိုလည်းမသိသလိုပဲဒီတရင်ကမှကိုဟာမြနန္ဒာထံကိုလူတက်ရမရအရပြန်ခဲ့မည်ဆိုတာမသိသလိုပဲနောက်နေ့မနက်မှာကဘာကျော်ပလက်စတစ်စာချင်းကြီးခွဲစိတ်မီကိုကူညီခွင့်ရတာလဲသူလက်လွတ်လိုက်တာမြနန္ဒာကတံမိုးထားသည်မဟုတ်တစ်ခွပန်းအယောင်မျိုးစုံကိုတပွေကြီးဝဲသွားပြီးနန္ဒာရဲ့ဖြော့တော့သွားသောမျက်နှာကလေးကိုမှွေးနှမ်းရတော့ရင်ခွင်ထဲပွေထားသည့်တာဦးလေးမျက်နှာကိုပါနမ်းရပြန်သည်သားကလေးရဲ့အနံ့ကတော့ထုံးစံအတိုင်းဒီအရွယ်ညှိတီတီပေါ့မြနန္ဒာကတာဦးကလေးနှင့်ယူနေသည်ကလေး2 နှစ်ကျော်3 နှစ်အထိအိမ်ထဲမှာကုတ်နေသည်လက်တွန်းလှဲကလေးနှင့်လမ်းထိပ်လောက်ပဲထွက်သည်ကိုနှင့်ညစာထွက်စားမြဲမစားတော့မလိုက်ချင်တော့တဦးလေးကိုကလေးဆောင်မိသူနှင့်စိတ်မချမထားခဲ့ရက်နန္ဒာသည်သူစိတ်ဝင်စားသောကိစ္စနှင့်နေပြန်၏ကိုတယောက်တည်းညစာထွက်စားရသည်ဒီတော့ယောက်ျားတယောက်တည်းညစာထွက်စားသည်ဆိုသည်မှာနောက်ဆက်တွဲအကြောင်းချင်းရာများပါလာမည်နန္ဒာသာဒီထက်ကြီးရင်သောမိန်းမဖြစ်လျင်ဆွေးနွေးဖို့ပင်ကောင်းသေး၏သို့သောနန္ဒာသည်စိတ်ကူးရင်တတ်သောအိမ်မက်မတ်တတ်သောလောကအကြောင်းနားမလည်သောမိန်းမငယ်သာဖြစ်၏ခေါင်းမာသူဆိုတော့အသက်ဘလို့ရလာလဲသားသမီးဘလောက်ရလာလဲစိတ်ကူးရင်မြဲအိမ်မက်မတ်မြဲရှိသည်သူဒုက္ခသူရှာမြဲရှိသည်ကိုညာသမျှကိုယုံကြည်ပျော်ရွှင်နေတာလဲမဖြက်စည်းလို့လှတနေ့မှသူတိတဲ့နားလဲလာမည်လို့မျှော်လင့်ခြင်းသည်ညာနေဖို့မလိုသောကိုမိန်းကလေးများကိုထဲလဲဖြင့်တွဲခြင်းသည်ကိုပြက်လုံးအဖြစ်ရီမောပြောဆိုနိုင်သောဘဝကိုရလိုသည်လိန်စိတ်ဆိုတာဒီလူဘဝ၌အရေးကြီး၍ယောက်ျားတစ်ယောက်အဖို့အလိုရှိလျင်လွတ်လပ်စွာအတိတ်ပဲဖော်နိုင်ခွင့်ရှိတယ်ဆိုတာမျက်နှာနာသိစေခြင်းသည်အဖို့ဆိုသည်ကတတဗေဒသဘောအရကိုဝန်ဆောင်ရခြင်းမရှိအမဆိုသည်ကိုတတ်မှတ်ခြင်းတလောက်တတ်မှတ်နိုင်၏လိုက်စားနိုင်၏အချစ်ဆိုသည်မှာလင်းနှင့်မယားမှသာရှိ၍ကိုအချစ်သည်မျက်နှာနာ၌သာရှိသည်ဆိုတာကိုနားလည်ကျင့်တတ်စေခြင်းသည်ပြီးတော့အိမ်မှထွက်ခွာသွားသည့်တည်ငါ၌သူသည်တယောက်တည်းမွေးဖွားလာပြီးတယောက်တည်းတည်ရမည်ဖြစ်သောကိုဘဝကိုပိုင်ဆိုင်သောလူပုဂ္ဂိုလ်တယောက်သာဖြစ်သည်ဆိုရက်လွတ်လပ်ခွင့်ကိုပေးစေခြင်း၏ဒါနှင့်အိန္ဒိနာချင်း Mix Martin နှင့်နန္ဒာကိုမိတ်ဆက်ပေးရ၏ Miss Martin လိုနန္ဒာတွေးခေါ်တတ်လျင်ဘလောက်ကောင်းမလဲသို့သောနန္ဒာသည်ကိုမျက်နှာများတဟန်ကိုရိပ်မိသိရှိလာရပြီးကလေးကခွင့်မလွတ်နိုင်တော့ကိုဆေးရုံမှအိမ်သို့အပြေးပြန်လာလဲမျက်နှာနာရှိခြင်းမှရှိမည်3 နှစ်ကျော်သားကလေးကိုလက်တွဲကခြေဦးတရာရှောက်နေသည်တဲ့တညက်နေလုံးတရက်ပဲလကားပန်းချံမှာထိုင်နေသည်တဲ့ရေပန်းနှင့်မီးရောင်ကိုကြည့်နေသည်တဲ့တားလေးအေးမိမာကိုဆူလာ၏တားလေးအိပ်ပျော်နေလျင်တက္ကစီဖြင့်ပြန်လာသည်ကိုလှမ်းယူပွေ့ချီရ၏နန္ဒာစိတ်ပင်ပန်းလှသည်ကိုလည်းတနာ၏သဘောထားမှမှန်သည်မို့ကိုတာဝန်မဟုတ်ဘူးထင်၏မြနန္ဒာသည်ကိုစစ်စစ်ငါမကြည့်တော့ပြန်ချေနန္ဒာငေးမောနေသည့်အခါမျိုးမှသာညူညူအေးမျက်လုံးများကိုတိတ်တခိုးမြင်ရ၏သို့မဟုတ်မျက်လွှာချသဖြင့်မို့တင်တုံရင်သောမျက်ခွန်ပြလဲကိုသာမြင်ရ၏ဆုံးရှုံးသွားရသောသူကလေးကကိုအပေါ်ရင်းနှီးပိုင်ဆိုးခြင်းသောအမှုရာကလေးကိုလည်းနှမျောတတနေရ၏ပြီးတော့ပြောရက်သည်မှာကိုဟာမိမလိုက်စားသူဖြစ်ပါတယ်နော်တဲ့မရင်းကောင်တော့မဟုတ်ပါဘူးနော်တဲ့ရုပ်ရည်နှင့်မလိုက်အောင်ရက်ဆက်ဆိုးရွားလာသည်မြနန္ဒာကိုမယားကိုချစ်ချင်တာတော့မရင်းကောင်ဖြစ်ရမည်တဲ့ကိုကရံဖြစ်ချင်၏မြနန္ဒာကတခွန်းကောင်းအနိုင်ယူပြောကလွတ်ကင်းဝေးလံရမှာတိတ်ဆိတ်စွာနေတတ်သည်ပြဿနာကိုဒီလိုရင်မဆိုင်ဝွန်းလို့ဖြစ်မည်လားပြေးရှောင်လို့လွယ်မည်လားကိုရှင်းလင်းပြောပြခြင်းလာ၏အချစ်ဆိုတာအိမ်တောင်မှာလင်မယားမှာတားသမီးမှာသာရှိသည်ဆိုတာအဲ့ဒါရဲ့အပြင်ပကကိစ္စတွေမှန်သမျှဟာတရားအောင်၌ဖြက်စီးသွားသောရေပမာသာဖြစ်သည်ဆိုတာတနေ့တော့မြနန္ဒာစိတ်ထားမှန်လာလိမ့်မည်နားလည်လာလိမ့်မည်စင်စစ်တော့လဲခွင့်လွတ်เสียမရှိတာကိုသိလာလိမ့်မည်နန္ဒာနည်းနည်းပိန်သွားပါလားဟု
တယူတရမေးရ၏ထင်းလို့ပါဟုမျက်လွှာချမြဲဖြေတတ်သည်ကိုစေးထိုးပေးအောင်မယ်လေစားမကောင်းဘူးလားအိမ်မက်တွေမှတ်သေးလားနန္ဒာကတိတ်ဆွဲလန်းကြီးတာကိုနန္ဒာမျက်တောင်များ၌တွဲဥလာသောမျက်ရည်များကိုလက်ကင်ပွားဖြင့်အသာတုပ်ရင်းဒါလင်ကခလေးလိုပါပဲလားဟုတနာရပြန်၏ပြီးတော့ညစဉ်မှန်မှန်ပြန်ဖို့ဆုံးဖြတ်လိုက်၏ပြန်လာသည့်အခါနန္ဒာမရှိလဲစိတ်ရှည်လက်ရှည်စောင့်၏ကိုဘာသာညစာချက်ပြုတ်စားလျင်စား၏နန္ဒာစီတုပ်ဘူးများဖြင့်သာပြီးစလွယ်စားနေသည်ကိုသိပြီးလန်ထိတ်မှကြက်ကြော်များငါးကြော်နှင့်အာလူးကြော်များဝယ်လာဖို့တတိယတတ်ပြန်၏တခါတည်းနန္ဒာအပြင်သို့မထွက်မီမိအောင်ပြန်လာပြီးခလေးနှင့်မိရထားတွဲစင်ကကစားနေကြလျင်တော့နန္ဒာသည်အိတ်ခမ်းတွင်းမှဝင်နေကထိုညက်နေအဖို့လမ်းမထွက်တော့ချေသားနှင့်အိတ်ဆောက်တန်းကစားရ၏စပိန်ဝက်ဦးချောင်းနေသည်ကိုကြက်ပေးရ၏နန္ဒာမျက်နှာကြည်လင်လာတတ်၏ဒီလိုဖြင့်လန်ဒန်၌စာတင်အလုပ်ဝင်လုပ်သည့်စခန်းပြီးဆုံးသွားတော့ပပကပါရီသို့ပြောင်း၍ပလတ်စတစ်ခွဲစိတ်ကုသခြင်းကိုတင်စေခြင်းပြန်သည်။သမီးမြနန္ဒာလည်းပြင်သစ်စကားကိုပြင်သစ်တန်ဖြင့်ပြောနိုင်အောင်ထင်ပါရဲ့။နန္ဒာလန်ဒန်မှာနေခဲ့နိုင်တာပဲလို့ကိုနှမကအေးဆက်ဆက်ပြော၏။ဒါပေမဲ့ကိုမထားခဲ့နိုင်ပါဘူးဒါလင်ရဲ့လို့ဆိုတော့ပျော်ပြောင်းလာမယ်ထင်သလား။သူပြောလို့ရကိုသာပြောတတ်သည်။တစ်လပေါင်း40လောက်နဲ့နေလို့ရပါတယ်။နန္ဒာအယောင်စီးမှလှုပ်လို့ရမှာပါ။စာကြည့်ရိုက်မှုတင်တယ်မဲ့တက်ရကောင်းမလားလက်နှိပ်ဆက်လက်ရည်တို့တင်ရကောင်းမလားဒါလင်ဘာတွေပြောနေရလဲကိုချစ်တဲ့သူတယောက်နဲ့ယူလိုက်ပါတော့တဲ့ကိုချစ်တာမြနန္ဒာပဲဒါကို तू မသိဘူးလားကိုနန္ဒာကိုချစ်တာအပြင်ဘာတွေတတိယစရာလိုသေးလို့လဲနန္ဒာဟာစမ်းပြသူတယောက်လားမသိသူဖတ်တော်စာများကလည်းကိုနဲ့မအပ်ဆက်တော်စာများပဲကိုမတက်တော်ပြင်သစ်စာအုပ်ဂျာမန်စာအုပ်တွေလည်းဘီရိုဖြင့်အပြည့်ကိုနားထောင်ဖို့ပြင်းရည်သောရှေးတချင်းကြီးများကိုတီးမှုန်နားထောင်တတ်ပြန်သည်နန္ဒာကြိုက်သောပြဆက်ရုပ်ရှင်ကအစလေးလေးပင်ပင်ကြီးများဖြစ်သည်လို့ဆိုရမလားလူဘဝကိုအလေးနဲ့ထားလွန်းသည်အစွဲလန်းပြင်းထန်လွန်းသည်တကယ်တော့လူဘဝဆိုတာခွဲစိတ်ခုံပေါ်၌သာရှိသည်ဆိုတာတော့နန္ဒာသိမည်မဟုတ်ခွဲစိတ်ခန်းတွင်သို့ကိုလုံးတီးဝင်ရောက်လာကြတာအကြိုမေ့စေထုံစည်းတို့ဖြင့်တတိလစ်လျက်ဘာမှအဖုံးမတန်သောမိမွေးတိုင်းကိုစိတ်တို့ဖြင့်အဖြူဝတ်ပိုင်းခဏဖုံးလွှမ်းဝင်ရောက်လာကြသောတေလွယ်သလောက်တေခဲ၍ရှင်လွယ်သလောက်ရှင်ခဲသောသို့မဟုတ်တေသည်ရှင်သည်ဟုသောကိစ္စသည်ဖြစ်ချင်သလိုဖြစ်နေသောလူတတဝါအဖို့တကယ်အရေးကြတော့ပီယနိုနှင့်ဓာတ်ပြားတီးလုံးသည်ရိုမီယိုနှင့်ဂျူလီယက်ပြဆက်သည်ရည်စရာအပါရိကပစ္စည်းများသာဆိုတာမြနန္ဒာရိပ်မိမည်မဟုတ်ရိပ်မိအောင်လည်းမကြံရွယ်ရေခဲတတာထဲ၌ထည့်ထားမှတန်ဖိုးအာနီတင်တည်မြဲသောဝိုင်းယိုပင်ပေါ်ပနစ်စလင်အဖိုးတန်တစ်မျိုးကိုစေယုံကပစ္စည်းမှုယွန်းသည်ဆိုပြီးဘီယိုရဲရွှေ့ထားတဲ့အားလုံးပြရကုန်သည်စေယုံကိုလည်းဘရောမှမလာခြင်းမဝင်ခြင်းစေယုံတွင်ကလေကိုရှူရတာယွန်းသည်တဲ့စေယုံကပြန်လာတော့ကိုအနံ့ကအစနန်သည်တဲ့ပါရီကိုနန္ဒာသားမပါပဲကိုဘဲနဲ့လောက်သွားမှာလဲကိုတည်ရင်တော့ထားခဲ့ရမှာပေါ့ဟုပြောမိ၏ပြီးတော့တနာကျင်နာခြင်းဖြင့်ကိုမှားတယ်လို့တော့မထင်ပါဘူးဒါပေမဲ့ကိုကပဲအပြစ်တင်ခံပါမယ်ဒါလင်စိတ်မချမ်းသာမဖြစ်စေရပါဘူးတို့ပေမဲ့စိတ်တွင်းကဆက်ပြောသည်မှာတော့နန္ဒာဘာမှမရိပ်မိစေရပါဘူးမသိစေရပါဘူးကိုနှမမြနန္ဒာသည်ကိုသိသည်ပေါ့အင်မတန်အတွေ့အကြုံနှဲပါ၍စာအုပ်ကဆိုသည်မြအဟုတ်မှတ်သည့်မြနန္ဒာသည်ဖြုံးကနေထလာပြီးကိုရင်ခွင်သို့တိုးဝင်သည်နန္ဒာရဲ့မှုှေးကြိုက်ညိုမောင်းသောသပင်များရဲ့မျက်နှာအရင်ပန်းနုရောင်ဆိုးပြီးပြောင်းလဲချောမွတ်သည့်လက်ချောင်းများကိုဆုပ်ကိုင်ရင်းရှနှဲရည်မွေးသင်းများသည့်နရွက်နှထင်စကလေးများကိုနှုတ်ခမ်းဖြင့်ပုတ်တိုက်ရင်းတလပေါင်း40ဖြင့်နေမယ်ဆိုတာတတိယကပြုံးရည်ပြီးနမ်းရပြန်၏နန္ဒာရှမ်ပိန်လိုသေးသလားလို့သူကနားလေခွန့်လွှတ်ခြင်းဖြင့်မေးလိုက်လျင်တော့ကိုနှမသည်မျက်တောင်များကော့ဖြူးကမျက်လုံးအေးအေးညွညွဖြင့်ပြူးကျဲကြည့်ပြီးအာနာဟန်နှင့်သူကလည်းဟုဆိုလေသည်